ပြန်ကားပြခွင့်ကိုခွင့်ပြုတာဒီတပင်စည်းရုံးမှာမဟုတ်ပါဘူးပိတ်တာလည်းတပင်စည်းရုံးကမဟုတ်ပါဘူးမြန်မာနိုင်ငံတပင်အစည်းအရုံးရဲ့အကြောင်းကြားစာနဲ့အတူပွဲတစ်နှစ်ပိတ်လိုက်ပါတယ်ဆိုစဉ်းစားကြည့်ဗျာခေါင်းစဉ်တက်ထားတာနဲ့ကအထင်မှားစရာအမြင်မှားစရာအဲ့မှနဲ့သွားဖြစ်တော်တော်များများကအဲ့မှာပါတဲ့ဓာတ်ပုံစာကိုဖြဲပြီးဘယ်သူမှတစ်ချောင်းချင်းမဖတ်ဘူး10ယောက်မှ9ယောက်မှဖတ်ဆိုတော့အခုကစာအုပ်တိချာမဖတ်ဖဲနဲ့နာဂာကြီးတွေပါမျက်စိစုံမိတ်ပြီးပြောကြဆိုကြတချို့လည်းရိုင်းရိုင်းဆိုင်ဆိုင်ဆဲကြအင်တန်မှားပါတယ်တပင်လောကသားတချို့တောင်ပါနေတယ်ကျွန်တော်စီမှာမှတ်တမ်းရှိပါတယ်ကျွန်တော်ကပိတ်တာပါတားတာပါမျိုးစုံတဘောအလုံးတစ်ခါမှမကြားဘူးတဲ့စာရီစကားတွေအတန်တွေကျွန်တော်ကြားကျွန်တော်တပင်စီအောင်မှာကျွန်တော်လူငယ်ဘဝတစ်ခုလုံးပြီးပြီးအလုပ်လုပ်နေတာဒီဟာတွေလိုချင်လို့မဟုတ်ဘူးကျွန်တော်စားတော့ပြောခဲ့တဲ့စကားလို့ပါကျွန်တော်ခံစားတတ်ပါတယ်ကျွန်တော်လည်းဝမ်းနည်းတတ်ပါ